အာယုံကြောအနေတဲ့အခါမှာခန္ဓာကိုယ်မှာတွေ့ရတတ်တဲ့လက္ခဏာ9ချက်ကိုမြောက်ပေးပါမယ်ရှင်။အာယုံကြောစနစ်ဆိုတာကကျတော့လှုပ်ရှားမှုလေးတွေကနေစပြီးတော့မှအုံနောက်ညံ့ရည်အထိခန္ဓာကိုယ်တစ်ခုလုံးနဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ကိုမှအရေးကြီးပါတယ်။အာယုံကြောအနေလာပြီဆိုလို့ရှိရင်နံပါတ်1အနေနဲ့ခြေထောက်တွေကထုံပြီးတော့မှကျင်လာတာမျိုးတွေခန္ဓာကိုယ်အစွန်အဖျားတွေခြေပြားလက်ဖျားလေးတွေထုံပြီးတော့မှကျင်လာတာမျိုးတွေညောင်းညလာတာမျိုးတွေခံစားရတတ်ပါတယ်။နံပါတ်2အနေနဲ့ကတော့တာမန်ကိုပို့ပြီးတော့မှချမ်းတက်တာပေါ့နော်ခြေပြားလက်ပြားတွေကအေးဆက်ပြီးတော့မှတုံရင်နေတာမျိုးတွေခံစားရတတ်ပါတယ်နံပါတ်3ကကျတော့အကြောတွေအားနေပြီးတော့မှလမ်းကြကြရှောက်လို့မရတာမျိုးမတက်ကြကြရဲလို့မရတာလမ်းသွားတဲ့အခါမှာအားမလို့အားမရတွေဖြစ်ပြီးတော့မှတုံဆိုင်နေဖြစ်တာခြေတုံလက်တုံပြီးတော့မှကြွက်ခဏတက်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်နံပါတ်4အချက်ကကျတော့နှောက်ကြောတွေထိုးမယ်စက်ကြောတွေတက်နေမယ်ကုတ်ကြောတွေတင်းမယ်ပေါ့နော်မကြာခဏစက်ကြောနှောက်ကြောတွေထိုးပြီးတော့မှတက်နေတာမျိုးတွေခေါင်းမူခေါင်းအုံနာမျိုးတွေခံစားရတတ်ပါတယ်။နံပါတ်5အချက်ကကျတော့ကိုတွင်းမှာအပူတွေမမျှတတော့တဲ့အချိန်မှာခေါင်းချွေးအလွန်အကျွံထွက်လာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။နံပါတ်6အချက်ကကျတော့သွေးလက်ပတ်မှုတွေအားနည်းလာမယ်။သွေးလက်ပတ်မှုတွေကပုံမှန်မဟုတ်တော့တဲ့အချိန်မှာကိုရီလက်တွေလေးလံထိုင်းမိုင်းလာတာမျိုးတွေခံစားရတတ်ပါတယ်။နံပါတ်9အချက်ကကျတော့ညာဘက်တွေမှာနှိမ့်ချက်အိတ်လို့မရဘူး။ညာဘက်တွေမှာကောင်းအိတ်မပြောဘူး။ခဏပြန်ပြီးတော့မှနိုးနေတယ်။စားရတောက်ရတာတွေကလည်းဂရင်းမလိုက်ဘူး။အစာမကြေရင်ပြင်းရင်ကဲဖြစ်မယ်ပေါ့နော်။ဒီလိုလက္ခဏာဝေဒနာတွေကိုခံစားရတတ်ပါတယ်ရှင်။ဒီလက္ခဏာတွေကကိုကတခုခုခံစားနေရပြီဆိုရင်တော့သွေးလက်ပတ်မှုနဲ့အာယုံကြောစနစ်ကိုအထူးကောင်းမွန်စေပြီးတော့မှစိတ်ရောကိုယ်ပါကျန်းမာစေတယ်။အာယုံစူးစိုက်မှုကိုလည်းအားကောင်းစေညာဘက်ဒီမှာဆိုလို့ရှိရင်လည်းနှိမ့်ချက်အိပ်ပျော်စေတဲ့မိမိစင်လေးကိုမိခွဲပေးပါရှင်သူကကျတော့အာယုံကြောကိုလည်းတစ်လအတွင်းမှာပြန်ပြီးတော့မှအားကောင်းစေတယ်ညာဘက်ဒီမှာဆိုရင်ကောင်းအိပ်ပျော်တယ်စက်ကြောနောက်ကြောထိုးတာတွေမျက်ရိုးကိုက်တာတွေမျက်ရည်ပူကြတာတွေအာယုံကြောအားနေပြီးတော့မှအမြင်အာယုံမကြည်လင်တာမျိုးတွေအမြင်နှစ်ထပ်ဖြစ်တာမျိုးတွေအကြောအားနေပြီးတော့မှလမ်းကြကြရှောက်လို့မရတာမတ်တက်ကြရဲလို့မရတာလမ်းသွားတဲ့အခါမှာအားမလို့အားမရတွေဖြစ်ပြီးတော့မှတုံဆိုင်နေဖြစ်တာကြွက်တာတွေအားနေပြီးတော့မှခြေတုံလက်တုံတာမျိုးတွေကြွက်ခဏတက်တာမျိုးတွေသွေးလေလက်ပတ်မှုစနစ်မှန်ကန်မှုဆိုတဲ့သူတွေသွေးကြောလေကြောပိတ်ပြီးတော့မှလေပြက်လေငါဝေဒနာမဖြစ်အောင်ကြိုတင်ကောက်ွယ်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်လည်းအရန်ကိုမှအဆင်ပြေပါတယ်တလားစာပါတပူကို1300မှာဒလီရောက်တဲ့မျိုးတော်တော်များများကိုအိမ်ရောက်ငွေချေပို့ပေးနေပါတယ်ရှင်